Sa loka thamai siddhani yadda vaiddhana daiddhati Aladayin sa pamadosa anodhanam adanyamo Neddha dandi sa te siddhe tabba thodam vivisaye Loka thamai loka na yadda jinပေါက်တို့ကြောင့်ဝိဒံစည်းဘွာဥစ္စာတိနဒိဋ္ဌတိမတည်နိုင်ဒါနိစိတ်ဓာနိထိုအပေါက်တို့သည်စ6ပါးတို့သည်အာလတယံစပြင်းဤခြင်း၎င်းဗမာဒောစမေလျောခြင်း၎င်းအနုဋ္ဌာနံထကြွလုံးလမရှိခြင်း၎င်းအတံယမောသီလကိုမဆောင်ခြင်း၎င်းနေတအိတ်ကျူးခြင်း၎င်းတန်ဒီတခဏမြပြည့်ရခြင်း၎င်းဣတိဤသို့တေစိတ်တေထောက်6ပါးသောအပေါက်တို့ကိုသဗ္ဗသောအချင်းခတ်သိမ့်ဝိဝိဇယေရှောင်ခြင်းရ၏လောကမှာစီးပွားပြည့်ခြင်းရဲ့အကြောင်းတွေဖြစ်တဲ့အပေါက်တွေကိုပိတ်တရပါမယ်တဲ့အဲ့ဒါတွေကတော့ပြင်းရည်ခြင်းတဲ့အာလတယဆိုတဲ့ပြင်းရည်တယ်လှုပ်ချင်ကမ်းကျင်သိမရှိဘူးပမာဒဆိုတဲ့မေ့လျော့ခြင်းဆိုတာမသိလို့မေ့တာရှိတယ်သိလို့ကိလေသာကြောင့်မေ့တာရှိတယ်မသိလို့မေ့တာကရောက်တော့မလှုပ်သင့်တာတွေလှုပ်ပြီးတော့ကိလေသာကြောင့်မေ့သွားတာရောက်တော့ဖုံကြောင်လို့လုံးမေ့သွားတာကတော့လှုပ်သင့်တာတွေမလှုပ်ဘူးလုပ်ငန်းကိစ္စပြီးဆုံးရမယ့်နေရာတွေမှာပြီးဆုံးအောင်လုံးလမပြုပဲနဲ့အကိုချင်းတရားလည်းမကောင်းဘူးအိတ်တွေများနေတယ်ဒါမှမဟုတ်ခဏပြင်းပြီးနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်တွေအဲ့ဒီလိုအပြုအမူတွေဟာယောဂဖြစ်ခြင်းရဲ့စီးပွားကြခြင်းရဲ့ထွက်ပေါက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါက်တွေကိုပိတ်နိုင်မှသာလည်းကြီးပွားတိုးတက်ချမ်းသာကြမှာဖြစ်ပါတယ်ပြင်းရည်ခြင်းမေ့လျော့ခြင်းလုံးလမဆိုင်လို့ခြင်းသီလမရှိခြင်းငိုင်မီးခြင်းခဏပြင်းတက်ခြင်းဆိုတဲ့အပေါက်တွေကိုပိတ်ပြီးတော့စီးပွားတိုးတက်အောင်နေထိုင်ကြ